ဒါမိတ်ဆာမနေတဲ့ကွမလားဟုတ်တယ် Let's go ဟောကြောက်စရာကြီးဟာဟုတ်ပါအမလီဟာကူကဘာဖြစ်လို့ရုတ်တရက်ကြီးစောသွားတာလဲငါတို့လမ်းများမိုင်းလာလည်းမသိဘူး ငါတို့ဒီထိတ်တောင်ရောက်လာပြီအစုပ်ပေးလို့မဖြစ်ဘူးနောက်ထပ်အပေါက်တစ်ခုရှာကြမယ်ဟုတ်တယ်အာပြတ်ကြပြန်ပြီငါရဲ့လက်ဥလေးတော့ကွဲပါပြီထင်တယ်ဤအဆင်ပြေရဲ့လားဤဝေါဟိုမှာတိတ်တာတလုံးပဲဝေါစက္ကထဲကလို့အတစ်တာထဲမှာရွှေတွေငွေတွေဗရမ ्या တွေအများကြီးရှိနေမယ်ထင်တယ်အဲ့လိုဆိုငါတို့တော့တတိပြည့်နေလောက်ပြီအမလေးအဲ့လောက်ထိမျောလိုက်မနေစမ်းပါနဲ့တိတ်တာဖွင့်ဖို့တော့လည်းမရှိသေးဘူးနော်ဟုတ်တာပဲဘယ်လိုဖွင့်ကြမလဲလက်သေးနဲ့ကလော်လို့ရတယ်ရပြီအထဲမှာပါရှိမလဲသိချင်လာပြီရွှေတွေငွေတွေဖြစ်ပါစေဟမ်ဘာလက်နဲ့တွေလားအများကြီးမျောလိမ့်ထားတာဟုတ်ပါငါပြောသားပဲအများကြီးမျောလိမ့်တာမကောင်းပါဘူးဆိုလက်နဲ့ဆိုပေမဲ့မိတ်ဆာတွေလာတိုက်ခိုက်ရင်ပြန်ခုခံလို့ရတယ်လေစောင့်ထားကြဟိုမှာအပေါက်ရှိသေးတယ်ဆက်သွားရအောင်အေးမိနစ်30ခိုင်းကြတော့ Oh my god အဲ့ဒါအတစ်တော်နတ်သမီး TV ကိုပိုက်လုံထားတဲ့ရေကဲလုံးကြီးမလားဟုတ်တယ်ဟေးထူးဆန်းလိုက်တာမိတ်ဆာမရေကဲလုံးကြီးကိုဘာဖြစ်လို့အကွယ်မပါပဲထားခဲ့တော့မထိနဲ့နော်ထောင်ချောက်ဖြစ်နိုင်တယ်တကယ်လားမထိနဲ့လို့ဟိုက်မနေ့နဲ့ငယ်ကြတော့ငါပဲရောက်ပြန်တော့လဲငါတို့ရောက်နေတာကဟာနောက်ဆိုတော့ငါမီးတို့မိပြီလေဘယ်လိုလဲစက်ကောင်မငါတို့လူပေးမယ်မပူနဲ့အနုရေဒီတယောက်ကိုတေတီရဲ့ညနေစာဖြစ်ကျွေးလိုက်တော့ဟုတ်ကဲ့တခင်မတီရေညနေစာစားမယ်လာပြီတီရစားလို့ကောင်းမဲ့ပုံပဲကဲကြပါဦးဟာဘယ်သူမှမကဲဘူးဟေးအဲ့မှပဲတိတ်လိုက်တော့ဘိုင်